ဘာများသုံးဆောင်မလဲဗျာ ABC ရ အရတာပေါ့ အရတော့ A B C D E F G H I J K L M N O P ဟုတ်ကဲ့ မင်းကတော့နောက်တာလား မနှောက်ပါဘူးဟမ်အခုပဲ A B C ရတာလို့ဆိုပြရတယ်။ကာကြီးကောင်ကြီးလည်းရတယ်ဆိုပြအောင်မလား ဟာဆက်မှာပါ ဗျာ မင်းကအကြီးမှာပါဗျ ဘာဖြစ်လဲဘူး ဟဲ့ဟာဒီနေမှာငါဘာပေါက်လဲစုံစမ်းကြည့်တယ်ဟုတ်တယ်နော် ဟောခင်ဗျာ A B C ရတာဆိုကျုပ်ကဆိုပြရလေအခုခင်ဗျာ blind လာဖဲနေရလားဟမ်ငါဘာဖြစ်ချင်တာလဲပြော ဟဲ့မင်းကဖဲနေမှာငါပြောတာမင်း ABC ရလားလို့မေးနေ ရလို့ခင်ဗျာကိုဆိုပြရတယ်လေဗျာ ဟာ ဒီဘက်ပိုင်ပဲဟမ်ဟိုဟာကျိုးလေဘာဖြစ်မော A B C ရလာမေးတော့ငါတို့က A B C ဆိုပြတယ်လာရစ်နေကွာ ရှင်းပြလိုက်အောင် ဟေ့ ABC ဆိုတာဘီယာနာမည်ကိုပြောတာဟမ်ဘီယာနာမည် ABC ဘီယာဒီလေအခုဘီယာကိုပြောရတယ် ငါလည်းဘီယာဝဲပြောနေရလေ ဩဟုတ်ကဲ့ရတယ်ဗျာ တလောက်တော့သဘောမပေါက်ဘူးကွာ ရတယ် ရလား ရတယ် အေးရမမတော့ဘူးကွာ ဟုတ်ကဲ့ ဟမ်ခဏနေကိုဘယ်လိုထွက်သွားတာဘီယာမမဘူးဆိုမဲ့ပေါက်စီတစ်ခွက်ချ အောက်စီကွာတရားမှန်ဆန့်ကွာအမဟုတ်လေကိုအောက်စီကလက်ကကိုင်မစားရလေဟိုခေါ်တဲ့နေရမဟုတ်ဘူးဟိုကြည့်ရတာအခုမတီးဘူးနဲ့တူတယ်အခုကြက်သားပေါက်စီကွက်သားပေါက်စီပဲပေါက်စီအဲ့လိုရှိတယ်ဟိုမစားဘူးမတော့ဘူးမတီးတာအဲ့ပေါက်တယ် ငါလည်းဒီတိုင်းမှမရောက် ဟုတ်ကဲ့ မင်းခိုင်းတော့စော်ကားနေတာအေး ဟုတ်ကဲ့ ပြောင်းနေဆိုတာစတီးပဲကောင်းတယ်မှတ်ထားလိုက် တပိတ်လဲကောင်းပါတယ်ရွာဆရာတော်ဆိုလို့ရှိရင်တပိတ်ကိုပြောင်းအောင်သေးမှကြိုက်တာမပြောင်းရင်ချိန်နဲ့ရိုက်တာတော့သေးတာနော် မှာပါဗျ ဘာလို့လဲ အကြီးမှာပါဗျ ဘာလို့လဲ မင်းတို့နှစ်ယောက်ဟာဒီဆိုင်မှာလှုပ်တာလောက်ကြ ၄နိုင်တော့ရှိပြီ နောက်လာလားဟဲ့ ဗျာမနောက်ပါဘူးမနောက်ဘူးကိုနောက်ပြီဟုတ်ပြီ ဟာ ဟေ့ကျိုးလေဘလို့ကိစ္စမပြီးသေးဘူး လုံးကွာဒီမှာပေါက်စီမှုကတက်နေပြန်ပြီဒီမှာငါဘယ်ပေါက်စီကိုခွက်တစ်ထည့်ပေးရမှာတော့ ဟေ့ပေါက်စီဆိုတာ CPR တဲ့ကိုအရက်ပေါက်ထည့်ထားတာကိုပြောတာကွာ ဟမ် CBR တွေကိုအရက်ပေါက်နေတာပေါ့ အေးအဲ့ဒါပေါက်စီပေါ့ ဟောအဲ့ဒါရှင်းအောင်ပြောလေဗျာအဲ့လိုဆိုရင်ရတယ် ငါဒီတက်ရှင်းအောင်လားဟဲ့ ဟုတ်တယ် ငါဒီတက်ရှင်းအောင်လား ရှင်းအောင်ပြော အခုကျွန်တော်တောင်းအောင်ပါလားသူတို့နှစ်ယောက်ကလေမနေ့ကမှ